ရိုင်းမှာလာပြီးတော့အရေးလာကတ်နေဗျာဟာဗျာစားတယ်လို့မော်စီစာကြောက်စိန်ဘလို့ရှာမလဲဆိုတာတင်မေးမှာပဲဖြစ်ပါတယ်မော်စီစာကြောက်စိန်ရှာနီးရတာလွယ်လေးပဲဗျာဒါကျွန်တော်မိတ်ဆွေများကိုပြပေးမယ်ဗျာမော်စီစာကတော့စိန်တူမလို့ဗျာကျွန်တော်လက်နဲ့လိုက်ကောက်အောင်မယ်အေးဆေးလိုက်ကောက်လက်နဲ့ဘာမှမလောနဲ့ပြင်းပါလေဝိတ်ကိုစဗျဝိတ်လေးစကြည့်ဟုတ်လားမို့လားကြည့်ဟောဒီကောင်ဘာကြီးတော့ကြောက်ရိုင်းမှာအยีလာကတ်နေတယ်ဟာရောက်ရေးစားတယ်လို့အချီယုံဗျာကြောက်ရိုင်းမှာအยีလာကတ်နေတယ်ဟာပြဿနာပဲလို့ကြောက်ရိုင်းမှာအยีလာကတ်ရတယ်ကွာ